ဒီကနေ့သာသနာတော်နှစ်2558ခုကောဇာတိကိ1386ခုတော်ကလင်းလာပြီကျော်9ရက်2014ခု9လပိုင်း15ရက်တနင်္လာနေ့ညချမ်းခါတနင်္လာနေ့နေ့ခင်းခါကာလမှာစကိုင်းတိုင်းဒေသကြီးပုံရွာမြို့ရှုထောင့်ပြည့်မြတ်စွာဘုရားဘောဂရန္တိဓမ္မယုံတော်တွင်မှဆင်ရင်ကျင်းပကြတဲ့ဒုတိယအကြိမ်မြောက်ဓမ္မသဟာယတရားပွဲဖြစ်မြောက်ရေးဖွဲ့မှကြီးမှုပြီးတော့ကျင်းပကြတဲ့9ရက်တာတရားစခန်းပွဲမှာဒီကနေ့ညနေပိုင်းဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြတဲ့မုံရွာမြို့ဘုရားကြီးရဒကာကြီးဥက္ကိုကြီးဒကမာကြီးတော်ကြီးကြီးမိုးသားမောင်တန်းစဉ်သမီးမလင်းနဒီအေးမိသားစုတို့မှတာကြီးမောင်တန်းစဉ်မွေးနေ့ကုသိုလ်ဖြစ်ဖြင့်ညနေပိုင်းအာဟာရဒါနနဲ့ဓမ္မပူဇာကုသိုလ်ကောင်းမှုများပြုလုပ်ကြတာဖြစ်ပါတယ်ဒီတော့ဒီကနေ့တရားနာဖို့ရောက်ရှိလာကြတဲ့ယောဂီသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမှလဲဆိုလို့ရှိရင်အင်္ဂုတ္တပါဠိတော်တိကနိပမလာရှိတဲ့အညတ္တဒိဋ္ဌိယသုတ်တံနောက်ပြီးတော့ဦးဇင်းတို့သက္ကတာဝကတယုတ်ပါဠိတော်မှာလာရှိတဲ့ပုရိသသုတ်တံအဲ့ဒီသုတ်တံတွေကိုအခြေခံပြီးတော့တတ္တဝါတွေရဲ့တန်တမှာဆင်းရဲအောင်ပူလောင်အောင်နှိမ့်ဆက်နိုင်စွမ်းရှိတဲ့ရာဂဒေါသမောဟတရားတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီရာဂဒေါသမောဟတရားတွေဟာဘယ်လိုသဘောတဘာဝရှိသလဲအဲ့ဒီရာဂဒေါသမောဟတွေဟာတစ်ခုနဲ့တစ်ခုဘယ်လိုထူးခြားမှုရှိသလဲအဲ့ဒီတရားတွေဟာဘာကြောင့်ဖြစ်ပေါ်လာတာလဲအဲ့ဒီတရားတွေချုပ်ပြောက်အောင်ဘယ်လိုလုပ်သင့်သလဲအစရှိသဖြင့်ဒီရာဂဒေါသမောဟနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဒေသနာတော်လေးတွေကိုစုပြီးတော့ဦးဇင်းတို့ပြောဖို့စိတ်ကူးထည့်ထားပါလေနော်အဲ့တော့ဦးဇင်းတို့ဘယ်ကနေစပြီးတော့ပြောကျင်လုံးဆိုတော့ဣတိယပါဠိတော်မှာအန္တရာမလသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောတာလေးကိုဦးဇင်းတို့မှတ်တမ်းတင်ထားတာလေးရှိတယ်ပေါ့အဲ့ဒီအန္တရာမလသုတ်တံမှာဘာဟောတာလဲဆိုတော့အန္တရာမလစိတ်ရဲ့အညစ်အကြေးတွေအန္တရာအမိတ္တာစိတ်ရဲ့မိတ်ဆွေပြည့်တွေအန္တရာတပ္ပတ္တာစိတ်ရဲ့ရန်သူတွေအန္တရာဝရကစိတ်ရဲ့သူတသမားတွေအန္တရာပစ္စတိကစိတ်ရဲ့ဆန့်ကျင်ဘက်သမားတွေဆိုပြီးတော့အသုံးနှုန်းလေး5မျိုးမြတ်စွာဘုရားသုံးနှုန်းပြီးတော့ဟောထားတယ်အဲ့လိုစိတ်ရဲ့အညစ်အကြေးစိတ်ရဲ့မိတ်ဆွေပြည့်စိတ်ရဲ့ရန်သူစိတ်ရဲ့သူတသမားစိတ်ရဲ့ဆန့်ကျင်ဘက်သမားတွေလောကမှာ3မျိုးရှိတယ်တဲ့စိတ်ရဲ့အညစ်အကြေးဆိုတော့စိတ်ကိုမျိုးမျိုးအယောင်တွေထင်အောင်ညစ်ထေးသွားအောင်အယောင်ဆိုးပိန်နိုင်တဲ့စွမ်းတတ္တိရှိတယ်ဆိုတဲ့သဘောပေါ့စိတ်ရဲ့မိတ်ဆွေပြည့်ဆိုတော့ရန်သူကနေမိတ်ဆွေဟန်ဆောင်းနေတဲ့သဘောမျိုးလို့နားလည်မယ်ဆိုရင်လည်းနားလည်လို့ရတယ်နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့မိတ်ဆွေမျိုးလို့အဲ့လိုလည်းပဲဥပမာတင်စားလို့ရမယ်စိတ်ရဲ့မိတ်ဆွေပြည့်တဲ့နောက်စိတ်ရဲ့ရန်သူတဲ့ဒါကတော့ပုံမှန်လင်းလင်းပဲစိတ်ရဲ့ရန်သူနောက်ပြီးတော့စိတ်ရဲ့သူတသမားတဲ့နော်စိတ်ကိုနောက်ဆုံးဖြည့်ဆည်းပြနိုင်တဲ့အထိဆွမ်းအတ္တိကြီးမားတဲ့စိတ်ရဲ့သူတသမားနောက်စိတ်ရဲ့ဆန့်ကျင်ဘက်သမားတွေတဲ့စိတ်ကချမ်းသာခြင်းတွေဆိုရင်သူတို့ကစိတ်ကိုဆင်းရဲအောင်လုပ်မယ်ပေါ့စိတ်ကအဆင်ပြေခြင်းတွေဆိုရင်သူတို့ကအဆင်မပြေအောင်လုပ်မယ်ပေါ့အဲ့လိုစိတ်ရဲ့ဆန့်ကျင်ဘက်သမားအဲ့ဒီလိုတရားတွေဟာ3မျိုးရှိတယ်တဲ့အဲ့ဒါဘာလို့ဆိုတော့လောဘရဲ့ဒေါသရဲ့မောဟရဲ့အဲ့ဒီတရား3မျိုးဟာယခုပြောခဲ့တဲ့အတိုင်းဒါစိတ်ရဲ့ရန်သူတွေစိတ်ရဲ့မိတ်ဆွေပြတ်တွေစိတ်ရဲ့ဆန့်ကျင်ဘက်သမားတွေစိတ်ရဲ့သူတသမားတွေစိတ်ရဲ့အညစ်အကြေးတွေဖြစ်တယ်လို့မြတ်စွာဘုရားအဲ့ဒီမှာဟောထားတယ်ဒီတော့ပိဋကပတော်တော်တို့မိမိတို့ရဲ့စိတ်ထဲမှာဘယ်လိုအညစ်အကြေးတွေကိုပြင်ကြံသွားစေနိုင်တဲ့မိမိကိုအကျိုးမဲ့တွေနဲ့နှောက်ယှက်နိုင်တဲ့မိမိကိုအန္တရာယ်ပြုနိုင်တဲ့မိမိကိုဖျက်ဆီးနိုင်တဲ့
လောဘဒေါသမောဟဒီတရား၃မျိုးမရှိကြဘူးလားရှိတယ်အဲ့ဒီသုတ္တမမြတ်စွာဘုရားကလောဘဒေါသမောဟတို့နဲ့ပတ်သက်ပြီးတော့ဂါထာလေးတွေရွတ်ဆိုပြီးတော့ဟောထားတာရှိတယ်ပထမလောဘရဲ့အပြစ်ကိုဘာပြောထားတော့ဆိုတော့အနတ္ထဇနနောလောဘောစိတ်တပကောပနောဘယမန္တရာဒောဇာတံတံဇနောနာဝပုစတိအနတ္ထဇနနောလောဘောဆိုတာလောဘဆိုတာတတ္တဝါတွေကိုများစွာအကျိုးမဲ့ကိုဖြစ်စေတတ်တယ်အနတ္ထဇနနောလောဘောစိတ်တပကောပနောလောဘဆိုတာစိတ်ကိုတုန်လှုပ်ခြောက်ခြားစေနိုင်တဲ့အစွမ်းတတ္တိရှိတယ်တဲ့ဘယမန္တရာဒောဇာတံတံဇနောနာဝပုစတိလောဘဟာတတ္တဝါကိုဘလောက်အကျိုးမဲ့တွေဖြစ်စေတယ်ဆိုတာကိုတာမန်လူတွေဟာမသိနိုင်ဘူးတဲ့စိတ်ဝင်စားကြကောင်းတယ်နော်လောဘဟာတတ္တဝါတွေရဲ့အကျိုးမဲ့ကိုဖြစ်စေတယ်လောဘဟာစိတ်ကိုတုန်လှုပ်ခြောက်ခြားစေတယ်ဒါပေမဲ့လို့အတွင်းတဏ္ဍာမှာအန္တရာယ်ပြုနေတဲ့အဲ့ဒီလောဘဆိုတဲ့ရန်သူရဲ့အကြောင်းကိုလူအများစုကြီးဟာမသိနိုင်ကြဘူးတဲ့နော်နတ္ထဇနနောလောဘောစိတ်တပကောပနောဘယမန္တရာရောဇာတံတံဇနောနာဝပုစတိဟောနောက်ထပ်ဘာဆက်ပြောတော့ဆိုတော့လုတောအဋ္ဌာနာဇာနာတိလုတောဓမ္မနာပတ္တိတရာအန္တဓမ္မဟောတိယံလောဘောဟရတိနတလောဘတွေလွှမ်းလို့လူချင်းစိတ်အားကြီးလာပြီဆိုရင်အဲ့ဒီလောဘရှိနေတဲ့ပုဂ္ဂိုလ်ဟာအဋ္ဌာနာဇာနာတိအကျိုးရှိတာကိုသူကောင်းကောင်းမသိတော့ဘူးတဲ့လောဘောအဋ္ဌာနာဇာနာတိလုတောအဋ္ဌာနာဇာနာတိလောဘကြီးနေတဲ့ပုဂ္ဂိုလ်ဟာတကယ်ကိုယ့်အတွက်အကျိုးရှိမဲ့အရာကိုသူမှန်မှန်ကန်ကန်မသိနိုင်ဘူးတဲ့ဒါတွေကိုကိုယ့်ရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းလက်ခံနိုင်သည့်အထိနားလေသဘောပေါက်ထားဖို့လိုတယ်နော်လောဘဖြစ်လာလို့ရှိရင်အကျိုးစီးပွားရှိတာကိုတကယ်စစ်မှန်တဲ့အကျိုးစီးပွားရှိတာကိုမသိနိုင်ဘူးမမြင်နိုင်ဘူးဆိုတာကိုကိုယ်တိုင်နားလည်ဖို့လိုမယ်လောဘောအဋ္ဌာနာဇာနာတိလောဘောဓမ္မလုတောဓမ္မနာပတ္တိလောဘကြီးနေတဲ့ပုဂ္ဂိုလ်ဟာတရားလားဆိုအဲ့ဒီပုဂ္ဂိုလ်ဟာနာပတ္တိမမြင်တော့ဘူးအဖြောင်ပြောရမယ်ဆိုရင်တော့လောဘကြီးလို့ရှိရင်တရားကိုမမြင်နိုင်ဘူးလို့ပြောတယ်ဟုတ်လားလောဘလွှမ်းလာလို့ရှိရင်တရားကိုမမြင်နိုင်ဘူးအရက်သုံးလေးနဲ့ပြောမယ်ဆိုရင်တော့တရားဓာတ်တွေမတရားဓာတ်တွေကိုသူမသိနိုင်တော့ဘူးမသိတော့ဘူးဆိုမှတော့ထည့်လေမတွက်တော့ဘူးပေါ့နော်လုတောအဋ္ဌာနာဇာနာတိလုတောဓမ္မနာပတ္တိတရာအန္တဓမ္မဟောတိယံလောဘောဟရတိနတာလောဘလွှမ်းလာပြီဆိုတာနဲ့အဲ့ဒီပုဂ္ဂိုလ်ဟာမိုက်သွားတယ်မှောင်သွားတယ်ဒါလေးကလည်းပဲအလွန်တရာမှပြောစရာကောင်းတဲ့စကားပါပဲနောက်လူတယောက်လိုချင်မမောမှုအားကြီးလာပြီဆိုရင်သူ့ရဲ့ဉာဏ်ဟာအမိုက်မှောင်ဖုံးလွှမ်းခံရတဲ့အတွက်ကြောင့်ဘာမှမသိနိုင်တော့ဘူးမမြင်နိုင်တော့ဘူးမိုက်သွားပြီမှောင်သွားပြီဆိုမှတော့မြင်မအောင်မလားမမြင်တော့ဘူးမမြင်မဲနဲ့လှုပ်တဲ့အလုပ်မမြင်မဲနဲ့သွားတဲ့အသွားလမ်းမှန်ကိုရောက်ဖို့ချမ်းသာဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့ဟုတ်လားဒါလောဘနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလောဘရဲ့ဆိုးကျိုးကိုအဲ့လိုဂါထာလေးနှစ်ပုဒ်နဲ့ပြောတာဒေါသကိုလည်းပဲအဲ့ဒီတိုင်းပုံစံသူပြောတာပဲဒါကလည်းပဲတစ်မျိုးတစ်ပုံအဖြစ်တော့စိတ်ဝင်စားစရာကောင်းနေပါဒီပြင်နေရာမှာမတူပေမဲ့လို့တတ္တဝါတွေကိုနှိမ့်ဆက်နိုင်စွမ်းရှိတဲ့နေရာမှာတော့သူတို့ဟာတူညီနေတယ်လို့လည်းပဲတစ်မျိုးတစ်ပုံနားလည်လို့မရဘူးလားရတယ်နော်တုတ်သောအဋ္ဌာနာဇာနာတိဒီကစပြောပြီးတော့အနတ္ထဇနနောဒေါသောစိတ်ကပုတ်ဒေါသောစိတ်တပကောပနောဘယမန္တရာဒောဇာတံတံဇနောနာဝပုစတိဒေါသဟာတတ္တဝါတွေရဲ့အကျိုးမဲ့ကိုများစွာဖြစ်ပေါ်စေတယ်ဒေါသဟာစိတ်ကိုအလွန်မှတုန်လှုပ်ခြောက်ခြားစေတယ်တချို့ဒေါသတကယ်အားကြီးလာပြီဆိုရင်ဇိုးဇက်တွေပါစိတ်တင်မကဘူးလူပါတုန်လာတာတွေမရှိဘူးလားနော်အလွန်တုန်လှုပ်ခြောက်ခြားတယ်တံဇနောနာဝပုစတိဘယမန္တရာဒောဇာတံအတွင်းမှာဖြစ်နေတဲ့အဲ့ဒီဒေါသရဲ့ဖြစ်ပေါ်နိုင်စွမ်းဒုက္ခတွေကိုလူအများစုကမှန်မှန်ကန်ကန်မသိကြဘူးတဲ့ဒုဋ္ဌောအဋ္ဌာနာဇာနာတိဒုဋ္ဌောဓမ္မနာပတ္တိတရာအန္တဓမ္မဟောတိယံဒေါသောဟရတိနရဒေါသဖြစ်လာပြီဆိုတဲ့ပုဂ္ဂိုလ်ဟာအကျိုးအကြောင်းဆိုးကောင်းကိုသူမသိတော့ဘူးတရားဓာတ်တွေမတရားဓာတ်တွေကိုသူမသိတော့ဘူးအဲ့ဒီဒေါသလွှမ်းလာတဲ့ချိန်မှာအဲ့ဒီပုဂ္ဂိုလ်ဟာအမိုက်မှောင်ကြီးဖြစ်သွားတယ်ခုနကလောဘမှာပြောတာနဲ့ထပ်တူမကြဘူးလားကြားတယ်
အဲ့ဒါလိုပဲမောဟမှာလည်းပဲမြတ်စွာဘုရားကအဲ့ဒီတိုင်းပြောတယ်မောဟဖြစ်လာပြီဆိုရင်တတ္တဝါတွေအများကြီးအကျိုးမဲ့လိမ့်မယ်မောဟဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီတတ္တဝါရဲ့စိတ်ဟာတုန်လှုပ်ချောင်ချားသွားလိမ့်မယ်မောဟကြောင့်ဖြစ်နိုင်စွမ်းရှိတဲ့ဆင်းရဲဒုက္ခတွေကိုလူအများစုဟာမှန်မှန်ကန်ကန်မသိနိုင်ဘူးမောဟကြောင့်ဘလို့ဘေးအန္တရာယ်တွေဖြစ်နိုင်တယ်ဆိုတာကိုလူတွေကမှန်မှန်ကန်ကန်မသိနိုင်ကြဘူးအဲ့ဒီမောဟလွှမ်းလာပြီဆိုလို့ရှိရင်အကျိုးအကြောင်းအဆိုးကောင်းမသိတော့ဘူးတရားတာမတရားတာကိုမသိတော့ဘူးသူ့ရဲ့အသိဉာဏ်ဟာကန့်သွားတယ်ပေါ့မိုက်မှုန်သွားတယ်ပေါ့အဲ့လိုမြတ်စွာဘုရားကအန္တရာမလသုတ်တံမှာဟောတာရှိတယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဒီယာကဒေါသမောဟတို့နဲ့ပတ်သက်ပြီးတော့ကောသလမင်းကြီးကမြတ်စွာဘုရားကိုမေးတာလေးတစ်ခုရှိတယ်အဲ့ဒါလေးလည်းပဲဆက်ဆက်မှုရှိနေတဲ့အတွက်ကြောင့်တစ်ဆက်တည်းပြောကြည့်ရအောင်နော်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုခါတော်မှာကောသလမင်းကြီးရောက်လာပြီးတော့ထူးထူးဆန်းဆန်းမှာပဲမြတ်စွာဘုရားကိုသူအလွန်လေးနက်တဲ့မေးခွန်းတစ်ခုမေးတယ်ပါမေးလို့ဆိုတော့တတိနုခောပန္တိပုရိတတ္တဓမ္မအစ္ဆတံဥပိ္ပဇမာနဥပိ္ပဇန္တိအဟိတာယဒုက္ခယအဖာတုဝိဟာရယတဲ့မြတ်စွာဘုရားတဲ့တတ္တဝါတွေရဲ့တဏ္ဍာမှာဘယ်လိုတရားတွေဖြစ်လာလို့ရှိရင်အဲ့ဒီတတ္တဝါဟာအကျိုးမဲ့သွားမလဲဆင်းရဲသွားမလဲမချမ်းမသာနေရခြင်းတွေဖြစ်သွားမလဲတဲ့ဆိုလိုတာကတရားမတို့အရှင်တို့တတ္တဝါတွေရဲ့တဏ္ဍာမှာဘယ်လိုတရားတွေဖြစ်ပေါ်လာလို့ရှိရင်အကျိုးမဲ့တွေဆင်းရဲဒုက္ခတွေမချမ်းမသာနေရခြင်းဆိုတာတွေဖြစ်ပေါ်လာနိုင်တယ်လို့မေးတာအဲ့လိုမေးတဲ့ခါကျတော့မြတ်စွာဘုရားကတယောခောမဟာရာဇပုရိတတ္တဓမ္မအစ္ဆတဥပိ္ပဇမာနဥပိ္ပဇန္တိမင်းကြီးတဲ့တတ္တဝါတွေရဲ့တဏ္ဍာမှာတရားသုံးမျိုးဖြစ်လာလို့ရှိရင်အဲ့ဒီတတ္တဝါဟာအဟိတာယအကျိုးမဲ့တော့မယ်ဒုက္ခယဆင်းရဲတော့မယ်အဖာတုဝိဟာရယမချမ်းမသာနေရတော့မယ်ဒီနေရာမှာဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့အဟိတာယဒုက္ခယအဖာတုဝိဟာရယဒါလေးကိုစိတ်ထဲနည်းနည်းဆွဲဖို့လိုမယ်နော်အဟိတာယဆိုတာအကျိုးမဲ့တာကောင်းတာတွေမဖြစ်တော့ဘူးမကောင်းတာတွေပဲဖြစ်လာတဲ့သဘောဒုက္ခယဆိုတာကိုယ်ရောစိတ်ရောဆင်းရဲပင်ပန်းလာတဲ့သဘောအဖာတုဝိဟာရယဆိုတာချမ်းချမ်းသာသာမနေရတော့တဲ့သဘောစင်နေရဲ့နေနေရတယ်ဆိုတဲ့သဘောပြောလို့မရဘူးလားရတယ်အဲ့ဒါဘလို့တရားတွေဖြစ်လာရင်အဲ့ဒါလို့အကျိုးမဲ့ခြင်းဆင်းရဲခြင်းမချမ်းသာနေရခြင်းဆိုတာတွေဖြစ်နိုင်တယ်လေဆိုတော့တရားဘယ်နှမျိုးလဲတော့၃မျိုးတဲ့အဲ့ဒီတရား၃မျိုးကအခုပြောတယ်လောဘရယ်ဒေါသရယ်မောဟရယ်ပဲမင်းကြီးတဲ့လောဘဖြစ်လာရင်အဲ့ဒီတတ္တဝါအကျိုးမဲ့တော့မယ်ဆင်းရဲတော့မယ်မချမ်းသာနေရတော့မယ်အဲ့လိုပဲဒေါသဖြစ်လာရင်အဲ့ဒီတတ္တဝါအကျိုးမဲ့တော့မယ်ဆင်းရဲတော့မယ်မချမ်းသာနေရတော့မယ်အဲ့လိုပဲမောဟဖြစ်လာရင်အဲ့ဒီတတ္တဝါဟာအကျိုးမဲ့တော့မယ်ဆင်းရဲတော့မယ်မချမ်းသာနေရတော့မယ်အဲ့လိုလေးမြတ်စွာဘုရားကဟောပြီးတော့ဦးဇင်းတို့ဒီကုန်းကျုပ်ဂါထာလေးမြတ်စွာဘုရားဟောတယ်အဲ့ဒါလေးကမှတ်သားစရာကောင်းပါတယ်ဘာဟောတုံးဆိုတော့လောဟောဒေါသောစမောဟောစပုရိတံပပစီတတံဟိန္တန္တိအတ္တတံဘုတံဒဇတာရဝသံဖလံတဲ့စိတ်ထဲမှာလောဘဒေါသမောဟဆိုတဲ့တရား၃မျိုးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘာနဲ့တူအောင်ဆိုတော့တဲ့အခွန်လျင်မာကျောတဲ့အနှစ်ရှိတဲ့ကျူပင်ဝါပင်ရဲ့အသေးဟာအဲ့ဒီကျူပင်ဝါပင်ကိုပဲပြန်ပြီးတော့တတ်တယ်လို့အဲ့ဒီပုဂ္ဂိုလ်ရဲ့လောဘဒေါသမောဟဟာအဲ့ဒီပုဂ္ဂိုလ်ကိုအသေးသားလိမ့်မယ်တဲ့ဟောပြီးတဲ့ဥပမာကလောဘဒေါသမောဟဖြစ်ရတာများဝါပင်ရဲ့ဝါဒီကျူပင်ရဲ့ကျူဒီကမိခင်ဝါပင်ကျူပင်ကိုပြန်ပြီးတော့အသေးတတ်တယ်လို့မျိုးတရားဓမ္မတို့ဥညွှရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့လောဘဒေါသမောဟကဖြစ်ပေါ်ဝင်ပြုတဲ့ဒီတတ္တဝါကိုပဲအသေးတတ်လိမ့်မယ်လို့မြတ်စွာဘုရားဟောအဲ့တော့ဒီဒေသနာအရဥရှင်တို့ပြောရမယ်ဆိုရင်လောဘဒေါသမောဟဖြစ်ရတာဟာတည်တည်ပြီးတာလို့ပြောလို့မရဘူးလားဒီနေရာမှာဥရှင်တို့ပိဋကပေါင်းတော်ကောင်းတို့ဥရှင်တို့ပြောနေကြပါပဲလောဘဒေါသမောဟကလည်းပဲအမြဲတမ်းလိုဖြစ်နေတယ်ခုချိန်ဒီတရားဓမ္မတို့ဥရှင်တို့တွေမသေးသေးပါလားဆောရကတက်เสียရတော့ရှိတာဒီနေရာမှာဥရှင်တို့တည်တယ်ဆိုတာကသူတော်ကောင်းအသက်ထွက်ပြီးတော့သူတော်ကောင်းဘဝတည်ဆုံးခြင်းဆိုတာလည်းရှိတယ်တဲ့ပဂရိအသက်ထွက်ပြီးတော့ပဂရိအသက်တည်တယ်ဆိုတာကတော့အလွန်ရှင်းတယ်ပေါ့အဲ့ဒါတော့တဘောတစ်ခါတည်ရမယ့်အသေးပေါ့နော်ဒီနေရာမှာဦးဇင်းတို့သူတော်ကောင်းသက်ဆိုတာကဘာပြောတာလဲဆိုတော့ဟိရိဥတ္တပတရားနှစ်ပါးကိုသူတော်ကောင်းတို့ရဲ့အသက်လို့ပြောတယ်တဲ့မကောင်းတာလိုရပြောရတွေးရမှာကိုရှက်တဲ့ကြောက်တတ်တဲ့
သဘောဒါကိုဟိရိဥတ္တပလို့နော်တက္ကရာမတို့အလုံးနားလေးထားကြပြီးသားပါနော်မကောင်းတာဟာဆက်စုပ်ယွန်းရှာပေါ်ရာရှက်เสียအလုပ်ကိစ္စကဖြစ်တယ်လို့သိတယ်ပေါ့မကောင်းတာဟာတစ်ချိန်မှာဆင်းရဲဒုက္ခတွေဟူသောအကျိုးကိုပေးမှဖြစ်တဲ့အတွက်ကြောင့်ကြောက်เสียလို့သိတယ်ပေါ့အဲ့ဒါကတော့ပညာပါအဲ့ဒါလို့ရှက်တဲ့နာကိုရှက်เสียလို့သိတယ်ကြောက်တဲ့နာကိုကြောက်เสียလို့သိတယ်ဆိုတဲ့ပညာရှိပြီဆိုရင်အဲ့လိုဆိုရင်ရှက်တယ်ကြောက်တယ်ဆိုတဲ့သဘောဖြစ်လာတယ်အဲ့လိုမကောင်းမှုကိုရှက်တဲ့သဘောဟာဟိတိမကောင်းမှုကိုကြောက်တဲ့သဘောကတော့ဥတ္တပအဲ့ဒီဟိရိဥတ္တပတရားနှစ်ပါးသူတော်ကောင်းတို့ရဲ့အသက်ဖြစ်တယ်တဲ့အဲ့ဒါလောဘဒေါသမောဟလွှမ်းလာပြီဆိုရင်အဲ့ဒီသူတော်ကောင်းတို့ရဲ့အသက်ဖြစ်တဲ့ဟိရိဥတ္တပတရားနှစ်ပါးဟာကွယ်ပြောင်းသွားတတ်တယ်သူတော်ကောင်းတဲ့ထွက်သွားတတ်တယ်တဲ့ပြောရရင်လောဘကြီးရင်အရှက်မရှိဘူးအကြောင်းမရှိဘူးလို့ပြောတာဟုတ်လားလောဘကြီးလာရင်လုံရဲတယ်၊ကံရဲတယ်၊ပြောရဲတယ်၊ဆူရဲတယ်သူသိပြီးတော့မကြောက်ဘူးဟုတ်လားရှက်လဲရှက်ရပါမှလည်းမတည်ဘူးအဲ့လိုပဲဒေါသအာကြီးလာရင်လည်းပဲသူလည်းပဲတစ်မျိုးတစ်ပုံဆိုးတာပါပဲဒေါသတကယ်အာကြီးလာပြီဆိုရင်တာမန်ချိန်မှာမပြောရတဲ့စကားဒေါသထီးရဲ့ချိန်မှာပြောရဲတယ်မရှက်တော့ဘူးနော်အဲ့ဒီချိန်ကြရင်တော့ဟုတ်လားတာမန်ချိန်မှာမလုံရဲတဲ့အလုပ်အဲ့ဒီချိန်မှာလုံရဲတယ်ပြီးတော့မှဘာဖြစ်ဖြစ်သွားဆိုပြီးတော့ကြောက်ရကောင်းမှမသိရှက်ရကောင်းမှမသိပြီးမှဖြစ်လာတဲ့ပြဿနာဘောကိုပဲပြန်ရှင်းရတာပါဟုတ်လားအဲ့ဒါလိုပဲမောဟအာကြီးလာပြီတကယ်တူပြီးမိုက်မဲပြီးဘာမှနားမလည်ဘူးဉာဏ်ပညာတကယ်ကမ်းပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာလည်းလုံပြီးလို့ရလို့ပြောပြီးပြောရပြောရှေ့ရကောင်းမှမသိကြောက်ရကောင်းမှမသိဒါလည်းပဲမဆိုးဘူးလားဆိုတယ်ဒါကြောင့်လောဘဒေါသမောဟအာကြီးလို့ရှိရင်တော့ပဂတိအသက်မသေးစီအောင်တောင်မှသူတော်ကောင်းတက်ကတော့တည်သွားတတ်တယ်ပေါ့ဒီနေ့မှာဦးဇင်းတို့ပြည်တော်ကောင်းသူတော်ကောင်းတို့လောဘဒေါသမောဟဖြစ်ရခြင်းဒီတတ္တဝါတွေအတွက်တည်တည်တာလို့မြတ်စွာဘုရားဟောတာနော်ဒီဒေသနာပါအဲ့ဒါလေးကိုဦးဇင်းတို့လေးလေးနက်နက်ကလေးစဉ်းစားကြည့်ရအောင်ဆိုကြပါစို့ဒီဘဝဒီခန္ဓာခုလောလောဆယ်ရထားတယ်ဘာနဲ့အဆုံးသတ်ရမှာလို့မေးရင်တည်ခြင်းနဲ့အဆုံးသတ်ရမှာပါဟုတ်လားဒါမှမဟုတ်ဘာလို့တည်တာတော့ဘဝဆိုတာဘာလို့တည်ဆုံးခြင်းဖြင့်အဆုံးသတ်ရတာတော့လို့မေးရင်ရိုးရိုးလေးဖြေရရင်တော့တည်တတ်တဲ့ခန္ဓာကိုရလို့တည်ရတာပါဟုတ်တယ်မဟုတ်လားနော်တည်ခြင်းတရားကိုဘယ်တော့မှရှောင်ခဲ့လို့မရဘူးအဲ့တော့ဦးဇင်းတို့တည်တဲ့ခန္ဓာရခြင်းဒီတည်ခြင်းရဲ့အကြောင်းပဲဒါနဲ့တည်တဲ့ခန္ဓာကြီးကဘာလို့ရလာတော့ဟောသူ့ရဲ့အကြောင်းတရားကိုထပ်ပြီးတော့ရှားကြည့်ပါလားဘာတွေ့ရမလို့ဆိုတော့လောဘကောင်းဆောင်တဲ့ကိရိတာတရားတွေကိုပဲအကြောင်းတရားအနေနဲ့တွေ့ရမှာဟုတ်တယ်မဟုတ်လားပိဋကပေါင်းတော်တို့ပြိဿဓမ္မစကြာဒေသနာတော်ကိုရုပ်ကြည့်လေတဏှာဆိုတာဘာလဲတော့ပောနောဘဝိကာဘဝတည်တခံကိုထပ်ပြီးတော့ဖြစ်စေတဲ့တဏှာဆိုတာအချုပ်သမားနဲ့တူတယ်ဒီအစနဲ့ဟိုအစနဲ့ကိုဆက်တယ်ဟုတ်လားဒီဘဝတည်ပြီးရင်နောက်ဘဝတစ်ခုထပ်ပြီးတော့ရမယ်ဟုတ်လားတစ်ခုတည်းတော့မဟုတ်ဘူးနော်တစ်ခုပြီးမှတစ်ခုဟုတ်လားအဲ့လိုမျိုးအချုပ်သမားနဲ့တူတယ်ဆိုတာကသူကနောက်ထပ်အမြင်မပြတ်အောင်ဒုက္ခတွေကိုဆက်ပြီးတော့ဖြစ်ပေါ်လာစေတတ်တဲ့အဓိပ္ပာယ်ကိုရည်ရွယ်ပြီးတော့ပြောတာအဲ့ဒီဘဝဘာကြောင့်ရလဲလို့မေးရင်နော်ဒီအဝိဇ္ဇာတဏှာခေါင်းဆောင်တဲ့ကိလေသာတရားတွေကြောင့်ဘဝဆိုတာရတာဘဝဆိုတာရလို့မတည်ခြင်းမဲနဲ့သိရတာဟုတ်လားအဲ့တော့ဘိဓပေါင်းတော်တို့အဖြောက်ပြန်ပြီးတော့ပြောကြည့်လိုက်မယ်လောဘဒေါသမောဟဖြစ်ရင်ဘဝရမယ်ဟုတ်တယ်မဟုတ်လားဘဝရရင်တည်ခြင်းကိုရတာပဲဒါကြောင့်လောဘဒေါသမောဟဖြစ်ရခြင်းဒီတည်ပြီးပြီးတာလို့ပြောတာလွန်တယ်လို့ဆိုနိုင်မလားဓာတ်ရိုက်ကြီးပဲเนาะတကယ်ကြီးမှန်များအဲ့ဒီလောဘဒေါသမောဟကိုမဖြစ်အောင်မလုပ်နိုင်သေးလို့မဖြစ်အောင်မလုပ်ခဲ့လို့အခုဒါဘဝကိုရတယ်အခုလည်းပဲတည်အောင်မလုပ်နိုင်သေးဘူးလောဘဒေါသမောဟကိုအတိမတတ်နိုင်သေးဘူးဆိုရင်နောက်တစ်ဘဝတစ်ခုထပ်ပြီးတော့တည်ရဖို့ရမယ်ရလို့ရှိရင်အဲ့ဒီဘဝမှာတည်ရဖို့တည်ရမယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်လောဘဒေါသမောဟဖြစ်ရခြင်းတည်တတ်တဲ့ခန္ဓာတွေကိုရစီပြီးတော့တည်ခြင်းတရားကိုပဲသူကထိုးအပ်တယ်လို့ဖြစ်မနေဘူးလားဖြစ်နေတယ်ဒါကြောင့်မြတ်စွာဘုရားကတဇတာရဝတံပလံနော်အခွန်လင်းရဲ့အနှစ်ရှိတဲ့အပင်နဲ့ဝါပင်တို့ကျူပင်တို့ကိုပြောတာပါဟုတ်လားအဲ့ဒီအပင်ရဲ့အသေးဟာအဲ့ဒီအပင်ကိုအသေးတတ်တယ်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့တန်တန်ကပေါက်ဖွာလာတဲ့လောဘဒေါသကပဲဒီခန္ဓာကိုယ်ကြီးကိုတည်စီလိမ့်မယ်တနည်းအားဖြင့်တည်တတ်တဲ့ခန္ဓာတွေကိုရစီပြီးတော့ຢာတိုင်းတော့ဘဝလုံးမှာအသေးတတ်လိမ့်မယ်မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ကောသလမင်းကြီးကိုမြတ်စွာဘုရားဖြေခဲ့တဲ့ဒီအဖြေလေးစောတော်တုန်းကအန္တရာမလတုတ်တန်နဲ့ဆက်ပြီးတော့နားလည်ဖို့မလိုဘူးလားနော်
မင်းကြီးကမေးတာကဘယ်လိုတရားတွေဖြစ်လာရင်တတ္တဝါတွေဟာအကျိုးမဲ့မှလဲဆင်းရဲမှလဲမချမ်းသာနေရမှလဲဒီတော့မြတ်စွာဘုရားကလောဘဒေါသမောဟဖြစ်လာရင်အဲ့ဒီတတ္တဝါအကျိုးမဲ့လိမ့်မယ်ဆင်းရဲလိမ့်မယ်မချမ်းသာနေရလိမ့်မယ်ဒီဘုံကျုံအနေနဲ့လောဘဒေါသမောဟဖြစ်ရခြင်းဒီဝါပင်အတွက်ဝါဒီတီးရတာနဲ့တူတယ်ကျူပင်အတွက်ကျူဒီတီးရတာနဲ့တူတယ်လို့မြတ်စွာဘုရားဟောတယ်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာတကယ်တမ်းဒုက္ခတွေကိုဖန်တီးနေတာဒီတရားဆို၃မျိုးပါပဲတရားကတော့ရိုးရိုးလေးပဲနော်လောဘတို့ဒေါသတို့မောဟတို့ဆိုတာနေတိုင်းပြောနေတာနေတိုင်းပြောနေတယ်လို့နေတိုင်းလည်းပဲဖြစ်နေတာပါပဲတော့ဦးဇင်းတို့ဒီຢာကဒေါသမောဟနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့လေ့လာတဲ့သဘောအနေနဲ့မြတ်စွာဘုရားဟောထားတဲ့သုတ်တန်လေးတစ်ခုတော်တော်စိတ်ဝင်စားစရာကောင်းတယ်အင်ညဒိဋ္ဌိယသုတ်တန်နဲ့ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဟောတာဘယ်လိုဟောလဲဆိုတော့ယဟန်တို့တဲ့အယူဝါဒမတူကြတဲ့တခြားသောဒိဋ္ဌိပရပိုက်တွေကတင်တို့ကိုမေးစရာအကြောင်းရှိတယ်တဲ့ဟောဒီလောကကြီးမှာဇာကရဲ့ဒေါသရဲ့မောဟရဲ့ဆိုပြီးတော့တရားဆို၃မျိုးရှိတယ်အဲ့ဒီတရားတွေရဲ့ထူးခြားချက်ကွဲပြားချက်အဲ့ဒီမတူကွဲပြားခြားနာတဲ့အချက်ဟာဘာလဲလို့မေးရင်တင်တို့ဘယ်လိုဖြေမလဲတဲ့ဆိုတော့ကတူတာတွေပဲပြောလာတာနော်ຢာကဒေါသမောဟရဲ့အပြစ်ကိုမြတ်စွာဘုရားအတူပဲဟောထားတာနော်အခုဗါတဲ့တော့ကွဲပြားခြားနာချက်ကိုမေးရင်တင်တို့ဘယ်လိုဖြေမလဲတဲ့တော့ယဟန်တော်တွေကမြတ်စွာဘုရားတဲ့တရားဆိုတာမြတ်စွာဘုရားလည်းအစရှိတယ်မြတ်စွာဘုရားစီကပဲတပြည့်တို့သိရတာဒါကြောင့်မြတ်စွာဘုရားပဲဟောပြပါဗျာအဲ့လိုတောင်းပန်တော့မြတ်စွာဘုရားကောင်းပြီဆိုပြီးတော့တခြားသောအယူဝါဒရှိကြတဲ့တိတိပရိပတ်တွေကဇာကဒေါသမောဟဆိုတဲ့ဒီတရားစိုး၃မျိုးမှာထူးခြားချက်ကိုပြချက်ကဘာလဲလို့မေးခဲ့မယ်ဆိုရင်တဲ့ကျွန်တော်အခုလိုပြောရမယ်တဲ့အဲ့ဒါဘာလဲဆိုတော့ဇာကဆိုတဲ့တရားဟာအပြစ်နည်းတယ်သို့တော်ဖြည်းဖြည်းချင်းမှပြောက်တယ်လို့ပြောရမယ်တဲ့ဟောဇာကဆိုတဲ့ဆွဲလန်းမှုလောဘကဘာလဲတော့အပြစ်နည်းတယ်တဲ့ဒါပေမဲ့လို့တော်တော်နဲ့မပြောင်းနိုင်ဟုတ်လားအပြစ်တော်နေတယ်သို့တော့ကြောက်ဖို့တော့မလွယ်သူကအလွန်ဆွဲတဲ့သဘောရှိဟုတ်လားအေးနောက်ဒေါသဆိုတဲ့တရားကြတော့အပြစ်ကတော့အလွန်ကြီးတယ်တဲ့ဒါပေမဲ့လို့မြန်ကြောက်ဖွယ်တယ်တဲ့ဟောမှတ်သားစရာပါပဲနော်ဒေါသဆိုတာဗါလဲတော့အပြစ်ကတော့ကြီးတယ်မြန်ကြောက်ဖွယ်တယ်မောဟဆိုတဲ့တရားကြတော့တဲ့အပြစ်လည်းကြီးတယ်ဖြည်းဖြည်းမှကြောက်တယ်တဲ့သူကတော့အဆိုးဆုံးပဲညာတော့အဖြစ်ဒကာဓမ္မတို့ဦးဇင်းတို့တွေကမောဟကိုသိပြီးတော့ထည့်မတွက်တဲ့အပိုင်းတွေရှိရနော်စကားတွေထည့်မပြောကြဘူးလောဘဒေါသပဲကောင်းခောက်ပြီးတော့ပြောကြတာတကယ်ဒီဒေနာရကြည့်မယ်ဆိုရင်လောဘဒေါသတွေဘယ်သူကပိုကြောက်စရာကောင်းမောဟကပိုပြီးတော့ကြောက်စရာကောင်းတယ်နော်အပြစ်လည်းကြီးတယ်ဖြည်းဖြည်းမှလည်းပြောင်းမယ်တဲ့ဒါလေးတွေကိုပိဋကပေါင်းတော်လို့လက်တွေ့ကြတော့နားလည်မှုရှိအောင်စဉ်းစားတတ်ဖို့လည်းလိုမှာပေါ့ဟုတ်လားဇာကဖြစ်ရတာဟာအပြစ်နေတယ်သို့တော့ကြောက်ဖို့ကြတော့မလွယ်သူကလည်းတမျိုးဆိုတာပါပဲဟုတ်လားဒေါသကြတော့အပြစ်ကြီးတယ်ဒါပေမဲ့ကြောက်ဖို့တော့လွယ်တယ်ဒါကလည်းအပြစ်ကြီးတယ်ဆိုတာကြီးကလည်းတော်တော်ကြောက်စရာကောင်းတာဟုတ်လားစဉ်းစားကြည့်နော်ဒေါသဖြစ်ပြီဆိုလို့ရှိရင်မေဖေတတ်နိုင်တဲ့အထိသူမှားသွားတဲ့အကြောင်းတွေရှိဘူးလားရှိတယ်ဒါကြောင့်သူတို့နှစ်ခုကတော့တမျိုးစီဆိုးတယ်ပေါ့နော်ຢာကအပြစ်နဲတော်လည်းပဲဖြည်းဖြည်းမှပြောက်တယ်ဒေါသကမြန်ပြောက်တော်လည်းပဲအပြစ်ကအလွန်ကြီးတယ်မောဟကြတော့အပြစ်လည်းကြီးတယ်ဖြည်းဖြည်းကြမှပြောက်တယ်တဲ့ဒါကြောင့်သူ့ကိုပိုးပြီးတော့သတိမထားတယ်မို့လားသတိထားတယ်နဲ့ဒါမျိုးဆိုဘုရားကဇာကဒေါသမောဟတို့ရဲ့မတူကွဲပြားခြားနာတဲ့အကြီးအသေးလို့ဆိုကြပါစို့ဟုတ်လားဒါကိုယ်တန်တမှာဖြစ်နေတဲ့တရားတွေရဲ့သဘောတဘာဝကိုမြတ်စွာဘုရားဝေဖန်ပြတာပါဟုတ်လားအဲ့ဒီနေရာမှာတဲ့ယဟန်တို့တခြားသောဒိဋ္ဌိတွေကဆက်ပြီးတော့မေးရလိမ့်မယ်အဲ့ဒီမတူကွဲပြားခြားနာတဲ့သဘောရှိတဲ့ဒီຢာကဒေါသမောဟတရားတွေဟာဘယ်လိုအကြောင်းကြောင့်ဖြစ်လာတာတော့နော်ဆိုကြပါစို့မဖြစ်သေးတဲ့ຢာကဖြစ်ပေါ်စေဖို့ဖြစ်ပြီးသားຢာကတွေအများကြီးတိုးပွားလာဖို့အတွက်အကြောင်းအထောက်ပံ့ကဘာလဲလို့မေးရင်ဘယ်လိုဖြေရမလဲဆိုတော့မြတ်စွာဘုရားကမဖြစ်သေးတဲ့ຢာကတွေဖြစ်ပေါ်လာဖို့ဖြစ်ပြီးသားຢာကတွေတိုးတက်ကြီးထွားလာဖို့အတွက်အကြောင်းအထောက်ပံ့ကတော့သူ့ဘာနမိတ်ဆိုရင်တင့်တယ်တဲ့အာယုန်နေတဲ့ဟုတ်လားຢာကဘာကြောင့်ဖြစ်လဲဆိုတာကိုဒါအခုဒီဒေသနာအရအဖြေတစ်ခုမသိရဘူးလားမ
နော်ဇာကဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်သူပနမိတ်တင့်တယ်တဲ့အာယုံအဲ့ဒီတင့်တယ်တဲ့အာယုံနဲ့တွေ့တဲ့အခါမှာမတင့်သောနှလုံးသွင်းမှုဖြင့်နှလုံးသွင်းလိုက်တဲ့အခါမှာဇာကဆိုတဲ့တရားဖြစ်လာတယ်မတင့်တယ်တဲ့ဆိုတဲ့အာယုံကသက်ရှိတွေမှာလည်းပဲအထင်မှားတတ်တယ်တမဲ့တွေမှာလည်းပဲအထင်မှားစရာအနေနဲ့ရှိနေတယ်ဟုတ်လားဒါကြောင့်ပိဋကဘောတော်တို့မှတ်ရမယ်နော်ဇာကရဲ့အကြောင်းတရားဟုတ်လားမဖြစ်သေးတဲ့ຢာကဖြစ်ပေါ်ပြီးတော့ဖြစ်ပြီးသားຢာကကြီးထွားလာနိုင်တဲ့အကြောင်းတရားကတော့ပုဗ္ဗနမိတ်ဆိုတဲ့တင့်တယ်တဲ့အာယုံအဲ့ဒါရဲ့အပေါ်မှာနှလုံးသွင်းမှားလို့ရှိရင်ຢာကဆိုတာဖြစ်လာဟောနောက်ပြီးတော့မဖြစ်သေးတဲ့ဒေါသတွေဖြစ်ပေါ်လာဖို့ဖြစ်ပြီးသားဒေါသတွေကြီးထွားလာဖို့အတွက်အကြောင်းတရားကဘာလဲလို့မေးလို့ရှိရင်ပဋိကနမိတ်မကျေနပ်ဖွယ်ရာစိတ်ထိခိုက်ဖွယ်ရာအာယုံပဲတဲ့ဟုတ်လားပဋိကနမိတ်ဒေါသဖြစ်เสียအကြောင်းတရားတစ်ခုစိတ်တိုင်းမကြစရာအာယုံတစ်ခုအဲ့ဒါနဲ့တွေ့လာတဲ့အခါမှာစိတ်ထဲကနှလုံးသွင်းမှားတယ်ဆိုတာဖြစ်လိုက်တာနဲ့ဒေါသဆိုတာဖြစ်လာတယ်ဒါကြောင့်ဒေါသရဲ့အဓိကအကြောင်းတရားတွေဘာလဲလို့မေးရင်ဒေါသဖြစ်ပေါ်ရာမကျေနပ်ပေါ်ရာအာယုံပဋိကနမိတ်နောက်ပြီးတော့မောဟမဖြစ်သေးတဲ့မောဟတွေဖြစ်ပေါ်လာဖို့ဖြစ်ပြီးသားမောဟတွေကြီးထွားလာဖို့အတွက်အကြောင်းအထောက်ပံ့ကဘာလဲဆိုတော့အာယောနိတောမနတိကာရတဲ့အာယောနိတောမနတိကာရဆိုတာကမတင်မတင်မလျော့ပတ်မမှတ်မကန်နှလုံးသွင်းဆင်ញင်တာစိတ်ထဲကကိုယ့်ရဲ့အတွေးတွေမှားတာဟောအတွေးတွေသဘာဝမကျဘူးလို့ဒါလူငယ်တွေနားလည်အောင်ပြောရမယ်ဆိုတော့အဲ့လိုပြောရသဘာဝကျအောင်မတွေးတတ်ဘူးမတင်တင်လျော့ပတ်လျော့ကောင်းအောင်မတွေးတတ်ဘူးအဲ့ဒါကိုခေါ်လို့အာယောနိတောမနတိကာရနော်အတွေးတွေဆင်ញင်မှုတွေမှားယွင်းနေတာအဲ့ဒီအာယောနိတောမနတိကာရသည်မဖြစ်သေးတဲ့မောဟဖြစ်စေဖို့ဖြစ်ပြီးသားမောဟတွေကြီးပွားလာဖို့အတွက်အကြောင်းတရားဖြစ်တယ်တဲ့။ဒါကြောင့်ဘုဒ္ဓဘာသာတော်တို့ရာဂဒေါသမောဟဘာကြောင့်ဖြစ်ပေါ်လာရတယ်လဲဆိုတာဘုဒ္ဓဒေသနာအရရှင်းရှင်းလင်းလင်းမသိရဘူးလား။ရာဂရဲ့အဓိကအကြောင်းတရားဒီသူပနမိတ်တင့်တယ်ဆိုတဲ့အာယုံဒါလက်တွေ့လေးကိုစဉ်းစားကြည့်ပြီးတော့နားလည်တဲ့ဉာဏ်ဖြစ်အောင်လုပ်ရမယ်နော်။အေးဒေါသရဲ့အဓိကအကြောင်းတရားဒီပဋိကနမိတ်ဆိုတဲ့မကျေနပ်ဖွယ်ရာအာယုံမောဟဖြစ်ဖွယ်ရာအဓိကအကြောင်းတရားသည်အာယောနိတောမနတိကာရဟုတ်လားအေးအဲ့လိုတခြားသောယူဝါဒရှိတဲ့လူတွေကမေးတဲ့အခါမှာတင်းတို့အဲ့လိုဖြေရမယ်လို့ပြောပြီးတော့မြတ်စွာဘုရားဗာဆက်မိရှိလေယဟန်တို့တဲ့တခြားသောယူဝါဒရှိတဲ့ဒိဋ္ဌိတွေပရိဒေကအဲ့ဒီရာဂဒေါသမောဟချုပ်ချင်းရဲ့အကြောင်းကိုလည်းမေးလိမ့်မယ်တဲ့ဟိုရာဂဒေါသမောဟတွေဘယ်လိုအကြောင်းကြောင့်ချုပ်သွားနိုင်တယ်လေဆိုကြပါစို့မဖြစ်သေးတဲ့ຢာကတွေမဖြစ်ပေါ်စေဖို့ဖြစ်ပြီးသားຢာကတွေပျောက်သွားစေဖို့အတွက်အကြောင်းအထောက်ပံ့ကဘာလဲလို့မေးခဲ့မယ်ဆိုလို့ရှိရင်အတုပနမိတ်မတင့်တယ်တဲ့အာယုံလို့ဖြေရမယ်တဲ့ဟုတ်လားအတုပနမိတ်မတင့်တယ်တဲ့အာယုံအဲ့ဒီမတင့်တယ်တဲ့အာယုံရဲ့အပေါ်မှာကိုကနှလုံးသွင်းမှန်ကန်မယ်ဆိုလို့ရှိရင်ဒါຢာကဟာပျောက်သွားကြအကြောင်းရှိတယ်ຢာကပျောက်ဖို့အတွက်အတုပနမိတ်ကိုယူပြီးတော့အဲ့ဒါရဲ့ပုံမှာမှန်မှန်ကန်ကန်နှလုံးသွင်းတရားမယ်လို့ဆိုလိုတာပါဟုတ်လားမဖြစ်သေးတဲ့ဒေါသတွေမဖြစ်ပေါ်သေးဘူးဖြစ်ပြီးသားဒေါသတွေပျောက်သွားစေဖို့အတွက်အကြောင်းအထောက်ပံ့ကဘာလဲလို့မေးခဲ့မယ်ဆိုရင်တော့နော်အပြာပါဒလို့ဆိုရတဲ့မေတ္တာတရားပဲတဲ့ဟုတ်လားမေတ္တာတရားရဲ့အပေါ်မှာနှလုံးသွင်းမှန်မှန်ကန်ကန်နဲ့ကြိုးစားမယ်ဆိုလို့ရှိရင်ထိုမေတ္တာတရားတွေမဖြစ်သေးတဲ့ဒေါသတွေမဖြစ်ပေါ်စေဘူးဖြစ်ပြီးသားဒေါသတွေကိုတောင်ပျောက်သွားနိုင်တဲ့အစွမ်းတတ္တိရှိတယ်ဟုတ်လားဒါကြောင့်ဒေါသကိုဖယ်ရှားခြင်းတယ်ဆိုလို့ရှိရင်သူ့ရဲ့အကြောင်းတရားကိုကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်ဒေါသပျောက်ခြင်းရဲ့အကြောင်းတရားကမေတ္တာတရားဖြစ်နေတယ်နော်နောက်ဦးဇင်းတို့မဖြစ်သေးတဲ့မောဟတရားတွေမဖြစ်စေဖို့ဖြစ်ပြီးသားမောဟတရားတွေပျောက်သွားဖို့အတွက်အကြောင်းထောက်ပံ့ကဘာလဲလို့ဆိုရင်တော့ယောနိတောမနတိကာရတင့်လျောက်ပတ်လျောက်ကောင်းအောင်တွေးတောဆင်ញင်တတ်တဲ့သဘောလို့ပြောကြပါစို့နော်ယောနိတောမနတိကာရဒါကြောင့်ပြည့်တဲ့ပေါင်းတော်အောင်တို့အလွန်ဆိုးတဲ့ဆိုလိုတာရာဂဒေါသမောဟနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေကိုဒါဥရှင်တို့ပြောခဲ့တာပါပဲဒါတွေကဘလို့အပြည့်ရှိတယ်ဒီတရားတွေကလည်းတရားဓမ္မတို့ရဲ့တန်တမာရောဥရှင်တို့ရဲ့တန်တမာရောအပြည့်အဝမရှိဘူးလားရှိတယ်အဲ့ဒီတရားတွေဟာဘာကြောင့်ဖြစ်ပေါ်လာသလဲဘာကြောင့်ချုပ်ပြောက်သွားနိုင်တယ်လဲဆိုတာကိုသိရတာဟာအလွန်တရာမှရာဂဒေါသမောဟချုပ်ငြိမ်းဖို့ကြိုးစားတဲ့အခိုက်မှာအကြောင်းအထောက်ပံ့ကျေးဇူးများတွေအကြောင်းမရှိဘူးလားရှိတယ်။ရာဂဒေါသမောဟ
ကုန်အောင်ကြိုးစားကြတဲ့နေရာမှာဒီလိုတရားဘာဝနာဒီလိုတရားဒေသနာတော်တွေကိုမှတ်သားထားခြင်းဟာလည်းပဲတရားဓမ္မတို့ဦးဇင်းတို့များစွာအထောက်အကူပြုစရာအကြောင်းရှိတယ်ဟုတ်လားဒါကြောင့်ယာကမဖြစ်ချင်ဘူးဆိုလို့ရှိရင်ဘာလို့ကြရမလို့အတုပနမိတ်အဲ့ဒါရဲ့ပုံမှာနှလုံးသွင်းမှန်မှန်ကန်ကန်နဲ့ကြိုးစားအထောက်ရမယ်နော်အတုပနမိတ်ဆိုတာမတင့်တယ်တဲ့သဘောပေါ့ဒီနေရာမှာဦးဇင်းတို့တမဲ့တွေနဲ့ပတ်သက်ပြီးတော့မတင့်တယ်တဲ့သဘောဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အနိစ္စတင်ညာပေါ့နော်မမြဲတဲ့သဘောကိုဆင်ញင်ရမယ်ဆိုပြီးတော့ဟောတာတွေလည်းရှိတယ်ဆိုကြပါစို့ဦးဇင်းတို့တိကံတံဆိုတာရှိတယ်ဗျအဲ့ဒီမှာမြတ်စွာဘုရားကမနကတော့ဦးဇင်းနည်းနည်းလေးရွတ်ပြခဲ့ပါသေးတယ်တာတုဘိက္ခဝေဘိက္ခုကာလေနကာလံပฏิကူလေအပฏิကူလတင်ကြီးဝိဟရေယယဟန်တို့တဲ့တင်းလျောက်ပတ်တဲ့ကာလမှာနော်ဆက်စုပ်ဖွယ်ကောင်းတဲ့အာယုန်တွေရဲ့အပေါ်မှာဆက်စုပ်ဖွယ်မကောင်းဘူးဆိုတဲ့အမှတ်တင်ညာလေးနဲ့နေနိုင်ရင်ဒါကောင်းတယ်နော်ပฏิကူလေအပฏิကူလတင်ကြီးတွေ့နေတာကြီးကတော့ဒေါသဖြစ်ဖွယ်ရာဆက်စုပ်ဖွယ်ရာအာယုန်ကြီးပဲဒါပေမဲ့အဲ့ဒါကိုကဆက်စုပ်ဖွယ်မဟုတ်တဲ့တင့်တယ်တဲ့အာယုံလို့ကိုယ်စိတ်ထဲမှာမှတ်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါတော်တော်ကောင်းတယ်တဲ့ဆိုလိုတာကဒေါသဖြစ်เสียအာယုံကျုံလာလို့ရှိရင်မေတ္တာတရားဆိုတာဒါအပ္ပတိကူလတင်ကြီးနော်သူကကောင်းမြတ်တဲ့အတွေ့လေးနဲ့တွေးလိုက်တာဆိုတော့စိတ်ထဲမှာသူကဒေါသဖြစ်เสียအကြောင်းနဲ့တွေ့နေတော့လည်းပဲဒေါသမဖြစ်တော့ဟုတ်လားနောက်ပြီးတော့တာတုဘိက္ခုဘိက္ခုကာလေနကာလအပ္ပတိကူလေပฏิကူလတင်ကြီးဟုတ်လားတက်မဲ့ဖွယ်ကောင်းတဲ့တင့်တယ်တယ်လို့ထင်ရတဲ့အာယုန်နေနဲ့တွေ့လာတဲ့အခါမှာမတင့်တယ်ဘူးဆက်စုပ်ဖွယ်ကောင်းတယ်ဆိုတဲ့အမှတ်တင်ညာနဲ့နေနိုင်ရင်တော်တော်ကောင်းမယ်တဲ့ဆိုလိုတာကမြတ်စွာဘုရားကတော့ပฏิကူလအပ္ပတိကူလဆိုတဲ့အသုံးလုံးလေးနဲ့ဟောတာပေါ့နော်ဦးဇင်းတို့အရက်စကားနဲ့နားလည်အောင်တည့်တည့်ပြောရရင်တော့မနှိုးဖွယ်ကောင်းတဲ့အာယုန်နဲ့တွေ့ရင်ဒါဟာဆက်စုပ်เสียပါလို့ဆိုတဲ့အမှတ်တင်ညာနဲ့နေနိုင်ရင်အဲ့ဒါတော်တော်ကောင်းမယ်လို့ပြောတာဟုတ်လားဆိုကြပါစို့တရှိတတ္တဝါတွေတင့်နေတာကိုမြင်ရရင်ဒါကြာကဖြစ်နိုင်တယ်ပေါ့ဟုတ်လားအဲ့ဒီလိုမျိုးကျုံလာတဲ့အခါမှာဒါရဲ့ပုံမှာကိုကအတုပတင်ညာဖြစ်အောင်ကြိုးစားရမယ်ပေါ့အဲ့လိုဆိုရင်ຢာကဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့်ຢာကဖြစ်เสียအာယုံတင့်တဲ့အာယုံနဲ့တွေ့ရင်ຢာကမဖြစ်အောင်မတင့်တယ်ဘူးဆိုတဲ့အမှတ်ကိုရအောင်ယူရမယ်တမဲ့တွေရဲ့အပေါ်မှာတင့်နေတာကိုတွေ့ပြီဆိုရင်တော့သူကဓာတ်အနေနဲ့နှလုံးသွင်းနေတယ်လို့ဆိုရင်ဟုတ်လားအနိစ္စအနေနဲ့နှလုံးသွင်းနေတယ်လို့ဆိုရင်ဒါမမြဲဘူးဆိုလို့နှလုံးသွင်းလိုက်လို့ရှိရင်သူကလည်းပဲဆွဲလန်းခြင်းຢာကနေသွားနိုင်တယ်ပေါ့ဘုန်းကြီးတို့ဒီနေရာမှာဓာတ်အနေနဲ့နှလုံးသွင်းတာကမတင့်တယ်တဲ့အာယုံနော်ဆိုလိုတာကဆက်စုပ်ဖွယ်အာယုံဒေါသဖြစ်เสียအာယုံပฏิကူလေဆက်စုပ်ဖွယ်အာယုံအဲ့ဒါလူတတ္တဝါတွေရဲ့အပေါ်မှာဆိုလို့ရှိရင်တော့သူ့ကိုမေတ္တာနှလုံးသွင်းရမယ်ဟုတ်လားတမဲ့တွေနဲ့ပတ်သက်ပြီးတော့ဒေါသဖြစ်เสียကျုံလာပြီဆိုရင်တော့ဓာတ်တဘာဝအနေနဲ့နှလုံးသွင်းရမယ်သူကသူ့နေရာလေးနဲ့သူစောစောကဦးဇင်းကအနိစ္စကိုဓာတုနဲ့လွဲပြီးတော့ပြောဖြစ်သွားတယ်နော်အမှန်ကပိဋကပေါင်းသူတော်ကောင်းတို့မမိုးွယ်အာယုံသက်ရှိနဲ့တွေ့လို့ရှိရင်အတုပတင်ညာကိုနှလုံးသွင်းရမယ်မမိုးွယ်အာယုံသက်မဲ့နဲ့တွေ့လို့ရှိရင်အနိစ္စတင်ညာကိုနှလုံးသွင်းရမယ်မှတ်မိလားမသိဘူးနော်နောက်စိတ်ဆိုးွယ်နောက်ဆက်စုပ်ွယ်အာယုံသက်ရှိတွေနဲ့တွေ့လို့ရှိရင်မေတ္တာတရားပွားရမယ်ဟုတ်လားစိတ်ဆိုးွယ်အာယုံသက်မဲ့တွေနဲ့တွေ့လို့ရှိရင်ဓာတ်တဘာဝကိုနှလုံးသွင်းရမယ်မတူဘူးနော်ဓာတ်ဆိုတာကသူကမင်းညာကတောင်ဦးဇင်းတို့ပြောခဲ့တယ်နော်တဘာဝံဓာရိတိတိဓာတုသူ့တဘာဝသူ့သဘောကိုပဲသူဆောင်းနေတာအသက်မဲ့တယ်ဆိုတဲ့သဘောလို့အကြံဉာဏ်ပြောကြပါစို့ဟုတ်လားဒါကြောင့်ပေးတော်ကောင်းတော်ကောင်းတို့သူ့သဘောသူဆောင်းနေတယ်အစုလိုကမှမလိုက်ဘူးဆိုပြီးတော့ပုဂ္ဂိုလ်တ attva ရဲ့အလိုဆန္ဒကိုမလိုက်ခဲနဲ့တော့သူ့သဘောတိုင်ဖြစ်နေတဲ့သဘောမျိုးကိုဒါဘာလို့ခေါ်လို့ဓာတ်လို့ခေါ်ဟုတ်လားဒါကြောင့်ပေးတော်ကောင်းတော်ကောင်းတို့ဒါတုတ်တန်တွေတော်တော်များများဦးဇင်းတို့ညှိပြီးတော့ပြောကြည့်တာပါနော်ဒါကြောင့်ຢာကဖြစ်เสียအာယုံကျုံလာလို့ရှိရင်ຢာကပျောက်သွားဖို့အတွက်ဘာလို့ရမလို့ဒီဒေသနာရပြောရမယ်ဆိုရင်တော့အတုပနမိတ်ပေါ့ဟုတ်လားမတင့်တယ်ဘူးဆိုတာကိုမြင်အောင်ကြည့်ရတယ်ဟုတ်လားဆိုရင်ຢာကပျောက်ခြင်းရဲ့အကြောင်းကိုကိုကလှုပ်လိုက်ရရောက်တဲ့အတွက်ကြောင့်ຢာကပျောက်သွားနိုင်တယ်ဖြစ်လာတဲ့ຢာကအပြော့သွားနိုင်တယ်ဟုတ်လားနောက်တစ်ခါဒေါသဖြစ်เสียအာယုံကျုံလာပြီဆိုလို့ရှိရင်ကြတော့ဘာလဲတော့မေတ္တာဆိုတဲ့သဘောကိုရအောင်ယူရမယ်ဟုတ်လားဒါကလည်းပဲအလေးအကျင့်ရှိဖို့တော့လိုတယ်နော်လူတွေဆိုတာက
ကိုလေ့ကျင့်ထားတဲ့အတိုင်းဖြစ်ကြတာပါဟုတ်လားမိမိလျော်ရောပေါ်ပေါ်ဆာဆာနေတာကြီးကကြားလာပြီဆိုတော့မိမိရောရောပေါ်ပေါ်ဆာဆာနေတဲ့အလေးချင်းကြီးကပဲဆွဲနေတာဟုတ်လားအဲ့လိုမိမိရောရောပေါ်ပေါ်ဆာဆာနေလာတာနဲ့အမျှလောဘဒေါသမောဟကလည်းပဲအခါခွင့်တင်နိုင်အမြဲတမ်းလိုဖြစ်မနေဘူးလားဖြစ်နေနော်အဲ့တော့လောဘဒေါသမောဟဖြစ်အောင်မဲတရားဓမ္မတို့ဦးဇင်းတို့တွေကလေ့ကျင့်နေတယ်လို့မျိုးဖြစ်နေတာအဲ့တော့နောက်ဖြစ်เสียရှိရင်ကိုအလေးကျင့်များတဲ့အတိုင်းကြီးပဲဖြစ်သွားဖို့မများဘူးလားညာနော်ဒါလည်းပဲစဉ်းစားကြရပေါ့ဟုတ်လားအဲ့တော့ကိုကမေတ္တာတရားကိုလေ့ကျင့်မယ်အတုကအနိစ္စသဘောတွေကိုလေ့ကျင့်မယ်ဒါလေးကိုအလေးကျင့်လေးများလာအောင်လုပ်မယ်ဆိုရင်နောက်လောဘဒေါသမောဟဖြစ်เสียကျုံးလာရင်ဒီအလေးကျင့်လေးကကိုယ့်ကိုအကျိုးကျေးဇူးလာမပြုနိုင်ဘူးလားပြုနိုင်တယ်ဒါကြောင့်အခုတရားအထုတ်ရတယ်ဆိုတာအဲ့ဒီလိုညှို့မှန်းချက်တွေလည်းထားနေတာပေါ့နောက်အထုတ်နေတဲ့အခိုက်အတန့်မှာလည်းပဲဉာဏ်ပညာဖြစ်ပေါ်စေဖို့ငြိမ်းချမ်းမှုရစေဖို့မတိသေးတာလေးတွေသိစေဖို့ပူရေးခန္ဓာနဲ့ပတ်သက်ပြီးတော့ဘဝနဲ့ပတ်သက်ပြီးတော့အမြင်ရှင်းလာစေဖို့ဒါလည်းပဲညှော်လင့်ကောင်းတဲ့အရာပါဟုတ်လားမရနိုင်ဘူးလားရနိုင်တယ်နော်အေးတတ်ပူပြီးတော့ဒီလိုတရားအမထုတ်တဲ့အချိန်တာမန်နေတဲ့အချိန်မှာလည်းပဲဆူဆူဝါဝါလောဘဒေါသတွေဖြစ်เสียကျုံးလာရင်မဖြစ်အောင်ကိုအထုတ်ထားတဲ့တရားလေးရဲ့အရှိန်ကြောင့်ကို့မှာအတိကလေးရတတိကလေးရပြီးတော့ကိုပြန်ပြီးတော့ထိမ့်သိမ့်နိုင်ဖို့ဆိုတဲ့ညှို့မှန်းချက်လေးတွေကမထားတင်ဘူးလားထားတယ်နော်အရိယာပုဂ္ဂိုလ်ကောင်းဖြစ်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ကြည့်ထားနိုင်မယ်ဆိုရင်လည်းပဲဒါအတိုင်းထက်အလွန်ကောင်းပါတယ်ထားလဲထားတယ်ပါတယ်အဲ့ဒီကိုပန်းတိုင်အနေနဲ့ထားပြီးတော့ရှောင်လန်းကြရမှာပါသို့တော်လည်းပဲတရားဓမ္မတို့ဦးဇင်းတို့တွေနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်မပြုရသေးခင်မှာတဘာဝကြကြချမ်းချမ်းသာသာငြိမ်းငြိမ်းချမ်းချမ်းတည်တည်ငြိမ်ငြိမ်နေသွားနိုင်ဖို့မလိုဘူးလားလိုတာပေါ့ဗျဟုတ်လားဒါကြောင့်ပုထုဇဉ်ဘဝနဲ့အစစ်မြင့်မြင့်နေနိုင်ဖို့ဆိုတာလည်းပဲရည်ရွယ်ချက်ထားရမှာပေါ့အရိယာဖြစ်သွားပြီဆိုတော့ဒါကတော့ပြောစရာမလိုပေါ့အဲ့လိုဖြစ်အောင်အထုတ်နိုင်တယ်ဆိုရင်တော့ဒါအလုံးမှချီးမွမ်းအပ်တဲ့မြတ်တဲ့သဘောပါပဲဟုတ်ရလားဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့ဒီနေ့ဦးဇင်းတို့ရာဂဒေါသမောဟတနည်းအားဖြင့်လောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့နောက်သုတ္တန်တော်များများစုစည်းပြီးတော့ဒါပြောလိုက်ပါတယ်နောက်အန္တရာမလသုတ္တန်မှာမြတ်စွာဘုရားကလောဘဒေါသမောဟကိုစိတ်ရဲ့အငြိကြီးဖြစ်တယ်စိတ်ရဲ့မိတ်ဆွေဖြစ်တယ်စိတ်ရဲ့ရန်သူဖြစ်တယ်စိတ်ရဲ့သူတော်သမားဖြစ်တယ်စိတ်ရဲ့ဆန့်ကျင်ဘက်သမားဖြစ်တယ်လို့ငါးချက်ဟောတယ်ဟုတ်လားဒါအန္တရာမလသုတ္တန်ရဲ့အလိုပေါ့နော်ကောသလမင်းကြီးကိုဟောတာကြတော့လောဘဒေါသမောဟဖြစ်လာတာနဲ့အများအဲ့ဒီတတ္တဝါဟာအကျိုးမဲ့တော့မယ်ဆင်းရဲတော့မယ်မချမ်းသာနေရတော့မယ်ဥပမာဝါပင်မှာတီးတဲ့ဝါသည်ဟာမိခင်ဝါပင်ကိုပြန်တတ်တယ်လို့မျိုးလောဘဒေါသမောဟဖြစ်ခွင့်ပြုပြီဆိုတော့အဲ့ဒီလောဘဒေါသမောဟကိုတတ်လိမ့်မယ်ဒီဘဝလည်းပဲဒါအရင်ဘဝတုန်းကလောဘဒေါသမောဟကြောင့်ရခဲ့တဲ့ခန္ဓာကြောင့်တရားဓမ္မတို့ဦးဇင်းတို့ဒါအချိန်ကြရင်ပြီးတော့သူ့ကိုပေးဆက်ရမယ်ဆိုတဲ့အနေအထားလို့ပြောကြပါစို့ဟုတ်လားအခုဖြစ်နေတဲ့လောဘဒေါသမောဟတို့ကြောင့်နောက်တစ်ချိန်မှလည်းပဲတည်တတ်တဲ့ခန္ဓာတွေကိုရပြီးတော့သူတို့ကိုဟာအသက်ခံရပြီးတော့ပေးပြီးတော့ပေးဆက်ရမယ်အနေအထားမှမရှိဘူးလားရှိတယ်နော်ဒါလေးလေးနဲ့စဉ်းစားဖို့လိုတယ်ဟုတ်လားဒါကြောင့်လောဘဒေါသမောဟဖြစ်ရတာဟာတည်ပြီးတာလို့ဒါကတော့ဦးဇင်းတို့ကောသလမင်းကြီးကိုမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာပေါ့နောက်ပိတ်ဆုံးပြောလိုက်တဲ့ဒေသနာကတော့ဘာလို့လောဘဒေါသမောဟတို့ရဲ့မတူကွဲပြားခြားနာတဲ့အချက်ဟုတ်လားဇာကဆိုတဲ့လောဘဟာအပြစ်နည်းနေတယ်လို့အလွန်ဖြောင်းရခက်တယ်ဖြည်းဖြည်းမှပြောက်တယ်ဟုတ်လားဒေါသဆိုတဲ့တရားကတော့အပြောက်မြန်ပြီမလို့အလွန်အပြစ်ကြီးတယ်တမျိုးစီမကောင်းကြဘူးနော်မောဟဆိုတဲ့တရားကတော့အပြစ်လဲကြီးတယ်မြန်လဲမပြောက်ဘူးတဲ့သူကတော့နှမျိုးလုံးကိုမကောင်းဟုတ်လားဒါကြောင့်မောဟကိုဥတည်ပြီးတော့တိုက်နိုင်ရင်တော့ပိုကောင်းမယ်ပေါ့နော်မောဟကိုဥတည်ပြီးတော့တိုက်တယ်ဆိုတာကကုသတိပဋ္ဌာန်ဘာဝနာလုပ်ကိုကြိုးစားတဲ့အလုပ်ကိုရည်ရွယ်ပြီးတော့ပြောတာပါမမေ့မလျော့အပမာဒတရားကိုမိမိရောနေတဲ့ပမာဒတရားနေရာမှာအစားထိုးနိုင်မယ်ဆိုရင်မောဟဖြစ်စရာအကြောင်းမရှိဘူးလေမေ့နေတာနဲ့ဒါမောဟကဖြစ်တော့တာပဲမဟုတ်လားဒီမမေ့ဘူးဆိုတာနဲ့သိရရှိတာကိုသိမှဖြစ်တဲ့အတွက်ကြောင့်ဒါပညာတရားဟာမောဟနေရာမှာအစားထိုးပြီးတော့ဖြစ်လာတယ်လို့မဆိုနိုင်ဘူးလားမေ့နေရင်တော့မောဟပဲမမေ့ဘူးဆိုရင်တော့ဉာဏ်ပညာကလာလိမ့်မယ်ဉာဏ်ပညာလာပြီဆိုရင်ဉာဏ်ပညာကလည်းသူ့လို့သွားမှာပဲလောကကြီးမှာပုဂ္ဂိုလ်တ attva ဆိုတာရှိတာမဟုတ်နော်အနတ္တသဘာဝတရားတွေဟုတ်လားမကောင်းတဲ့အကုသိုလ်တွေကမကောင်းတဲ့ကိလေသာတွေကမကောင်းတာတွေကိုဖန်တီးမှာပဲကောင်းတဲ့ကုသိုလ်တွေကောင်းတဲ့ပညာတွေတတိတွေတမာတိတွေကကောင်းတာတွေကိုဖန်တီးမှာပဲကိုဖြစ်ချင်တိုင်းဖြစ်တာမဟုတ်ကိုကတော့ကောင်းတာတွေပဲဖြစ်ချင်တာပေါ့ဘယ်သူဖြစ်ဟုတ်လားသို့တော့မကောင်းတာဖြစ်เสียအကြောင်းတရားတွေကိုပြုမိပြီဆိုရင်တော့မကောင်းတာပဲဖြစ်ဖို့ရှိတာ
ကောင်းတာဖြစ်ဖို့အတွက်အကြောင်းတရားတွေဖြစ်အောင်လုပ်မယ်ဆိုရင်တော့ကောင်းတာတွေဖြစ်သွားမှာပါပဲဟုတ်ရဲ့လားဒါကြောင့်တဘာဝတရားကြီးဖြစ်တယ်တဘာဝလောကကြီးဖြစ်တယ်ငါအကြိုက်သူ့အကြိုက်ဖြစ်နေတဲ့လောကကြီးမဟုတ်ဘူးတဘာဝတရားအတိုင်းပဲဖြစ်နေတယ်မကောင်းတဲ့တဘာဝတွေဟာမကောင်းတဲ့နောက်ဆက်တွဲတွေကိုဖန်တီးမယ်ပေါ့ဟုတ်လားကောင်းတဲ့တဘာဝတရားတွေကကောင်းတဲ့နောက်ဆက်တွဲတွေကိုဖန်တီးမယ်ပေါ့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိဋကပေါင်းတော်တို့ယာကဒေါသမောဟဘာကြောင့်ဖြစ်လဲလို့ဟောဒီကုန်းပိုင်းမှာမပြောဘူးလားပြောတယ်နော်ယာကဘာကြောင့်ဖြစ်တာလဲတော့သူပနမိတ်တင့်တယ်တဲ့အာယုံကြောင့်ယာကဖြစ်တာတင့်တယ်တဲ့အာယုံမှာနှလုံးသွင်းမှရင်ယာကဖြစ်မယ်ဒေါသဘာကြောင့်ဖြစ်လဲဆိုတော့ပဋိကနမိတ်နော်စိတ်ဆိုးဝင်အာယုံနဲ့တွေ့လို့ဒေါသဖြစ်တာစိတ်ဆိုးဝင်အာယုံမှာနှလုံးသွင်းမှရင်ဒေါသဖြစ်လိမ့်မယ်မောဟဘာကြောင့်ဖြစ်တယ်လို့မေးရင်တော့အာယောနိတောမနတိကာရနှလုံးသွင်းမှားရင်လို့မောဟဆိုတာဖြစ်ရတာဒါနဲ့ယာကဒေါသမောဟချုပ်ခြင်းရဲ့အကြောင်းကဘာလဲဆိုတော့ယာကမဖြစ်ခြင်းရဲ့အကြောင်းကဘာလဲတော့အတုပနမိတ်နမတင့်နေတာကိုအာယုံယူနိုင်ဖို့လိုရဲပေါ့ဟုတ်လားအနိစ္စသဘောတွေကိုအာယုံယူနိုင်ဖို့လိုမယ်ပေါ့ဟုတ်ရဲ့လားနောက်ဒေါသချုပ်ခြင်းရဲ့အကြောင်းကတော့ဘာလဲတော့မေတ္တာတရားတဲ့ဟုတ်လားတက်ရှိတဲ့နဲ့ပတ်သက်လို့ဒေါသဖြစ်လာရင်မေတ္တာတရားကိုအာယုံယူနိုင်ဖို့လိုတယ်တမဲ့တွေနဲ့ပတ်သက်ပြီးတော့ဒေါသဖြစ်ရင်တော့တတ္တဘာဝတွေကိုအာယုံယူနိုင်ဖို့လိုမယ်ပေါ့ဟုတ်လားနောက်မောဟချုပ်ခြင်းရဲ့အကြောင်းတရားကတော့ဘာလဲတော့ယောနိတောမနတိကာရတဲ့တင့်လျောက်ပတ်လျောက်ကစားတွေးခေါ်မျှော်မြင်တတ်တဲ့သဘောလို့ပြောကြပါစို့အဲ့ဒါကအပ္ပမာဒရှိမှဖြစ်နေတာနော်ဟုတ်လားအပ္ပမာဒမမေ့မလျော့နေတယ်ဆိုတဲ့တတိတရားလက်ကင်ထားမှနှလုံးသွင်းမှန်ကန်တယ်ဆိုတဲ့ယောနိတောမနတိကာရလေးကလာမှာဟုတ်လားယောနိတောမနတိကာရရှိမှလည်းပဲမောဟဆိုတာချုပ်သွားနိုင်တာပေါ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ယာကဒေါသမောဟဖြစ်ခြင်းရဲ့အကြောင်းချုပ်ခြင်းရဲ့အကြောင်းဒါဒီကနေ့တရားလေးကတူတူလေးနဲ့ယာကဒေါသမောဟနဲ့ပတ်သက်ပြီးတော့တော်တော်စုံတယ်လို့ပဲဆိုရမှာပေါ့နော်ဒါသုတ်တန်3-4ခုလောက်ဒါဦးဇင်းတို့ပြောလိုက်ပါတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘဝမှာဆင်းရဲနေတယ်ဆိုတာသူ့ကြောင့်လည်းမဟုတ်ဘူးငါကြောင့်လည်းမဟုတ်ဘူးဘယ်သူကြောင့်လဲလို့မေးရင်လောဘဒေါသမောဟတို့ကြောင့်ဟုတ်လားချမ်းသာပြီဆင်းရဲချုပ်ပြီဆိုရင်လည်းပဲလောဘဒေါသမောဟချုပ်လို့သာဆင်းရဲချုပ်မှာလို့အဲ့ဒါလိုနားလည်ပြီးတော့လောဘဒေါသမဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုများများကြိုးစားကြဖို့မလိုဘူးလားအတုပနမိတ်မေတ္တာဆိုတဲ့သဘောယောနိတောမနတိကာရဆိုတဲ့သဘောဟုတ်လားဒါတွေကိုမိမိတဏ္ဍာမှာဖြစ်အောင်ကြိုးစားမယ်ဆိုရင်ဇာကဒေါသမောဟတဖြည်းဖြည်းနေပြီးတော့ချုပ်เสียအကြောင်းမရှိဘူးလားရှိတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီဇာကဒေါသမောဟကိုချုပ်ဆုံးအောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ပြုလို့အထုအပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုတို့ရဲ့အစွမ်းတတ္တိကြောင့်မဉ္ဇဉ်ဘုံဉာဏ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုရစည်းကုန်သောဟုပတနာအောင်စုပြုကြကုန်ရာတည်း